Hello babe မင်္ဂလာပါနေ့စဉ်နူးတော်လိုက်တဲ့နေ့နိုင်ငံရေးသတင်းများကိုနားဆင်နိုင်ရတဲ့ like and subscribe လုပ်ထားပြပါရင်တော့ဆိုပါပါတယ်ချက်လေးဒီနေ့သုံးသက်ဆရာရှိတဲ့အကြောင်းအရာလေးတွေကျွန်တော်တို့သုံးသက်ပေးသွားမယ်ပေါ့နော်အဲ့မှာတချို့တွေကထင်ကြတယ်ဗျာဗာလဲဆိုတော့မင်းတို့ကတဲ့မင်းအောင်လိုင်ကိုတရုတ်ကခေါ်တာကိုမနာလို့ဖြစ်နေတာလားတရုတ်သွားတာကိုမနာလို့ဖြစ်နေတာလားဘာညာပေါ့ဒီလားမင်းတို့ကဒီမင်းအောင်လိုင်ကိုမနာလို့ဖြစ်စရာအကြောင်းကိုမရှိဘူးကျွန်တော်တို့ပြောချင်တာကမင်းအောင်လိုင်နိုင်ငံကိုဘာလုပ်နေလဲနော်နိုင်ငံဘာလုပ်နေလဲနိုင်ငံဘာနာတွေကိုဘယ်လိုမျိုးတွေသူ့ရဲ့တကိုယ်ရည်တကာရအတွက်ဘယ်လိုတွေအသုံးချနေလဲပြီးရင်နောက်တစ်ခုပြောချင်တာဆရာကြီးကဘာလဲဆိုတော့သူအာနာတီမြဲရေးအတွက်ဒီနေ့ဒီချိန်ထိစစ်သားတွေအောက်ခြေစစ်သားတွေတေးရတာ6နှစ်ပြည့်တော့မယ်နော်6နှစ်ပြည့်တော့မယ်အခု9နှစ်ခွဲတဲကိုရောက်ပြီဒါကိုဘယ်သူမှဘာမှမပြောရဲတဲ့ခင်ဗျားတို့ရဲ့အုပ်ချုပ်မှုရန်နေရာကြီးကိုကျွန်တော်တို့ကထောက်ပြတာကျန်တာကိုကျွန်တော်ပြောချင်တာမဟုတ်သူကမင်းအောင်လိုင်တကဘာလုံးပဲပတ်သွားဒီနေ့တနိုင်ငံသွားနောက်နေ့တနိုင်ငံသွားနောက်နေ့တနိုင်ငံသွားနောက်နေ့တနိုင်ငံသွားသူကသူရှောက်ပတ်ပြီးတော့ပဲသွားနေကျွန်တော်တို့ ਨੇ ဘာမှမဆိုင်ဘူးဂယူးကိုမဆိုင်ဘူးဒါကသူကိစ္စဒါပေမဲ့သူကနိုင်ငံကိုဘလို့အုပ်ဆိုးနေတယ်ဘလို့ချဲလဲနေလဲဘလို့အမျက်တွေထုတ်နေလဲဘာတွေခုတ်သွေးဆုံနေလဲဆိုတော့ကျွန်တော်တို့ကတိကိုတိမှရမယ်နောက်တစ်ခုကအနေများတယ်သူလက်မှတ်ထိုးတာ18ခုယင်းဒီမြုပ်နှံမှု18ခုဆိုတော့အဲ့ဒါကျွန်တော်တို့ပြည်သူလူထုကမသိရအောင်အဲ့18ခုတည်းမှာဘာတွေပါနိုင်လဲရေးစုံစီမံကိန်းတို့ကိစ္စမျိုးလားတခြားကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပြည်သူလူထုအတွက်အနေရရှိမဲ့ဒါယင်းဒီမြုပ်နှံမှုမျိုးဆိုရင်ကျွန်တော်တို့ပြည်သူလူထုကလက်ခံလို့မရအောင်အဲ့ဒီတော့မိမိသဘောနဲ့မိမိဟော18ခုလုံးသွားပြီးတော့ဒါပြည်သူလူထုမထောက်ခံတဲ့အရာတွေကိုလက်မှတ်သွားထိုးမိပြီဆိုရင်တော့ဒါအန်ရရှိလာနိုင်တယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကမျက်စိမပြတ်ပေါ့ဒီကောင်တရုံနဲ့ဘာလုပ်လဲဘာရင်းနှီးမြုပ်နှံမှာလဲနော်မျက်စိစီမံကိန်းလားတခြားဘယ်ဟာတွေလဲဒါမျိုးတွေပေါ့လေအဲ့ဒါတွေကိုလည်းမျက်စိမပြတ်ကျွန်တော်တို့စောင့်ကြည့်ရမယ့်တာဝန်ကကျွန်တော်တို့ပြည်သူလူထုမှာပါတာဝန်ရှိရလို့ကျွန်တော်တို့ပြောချင်တာပေါ့ဟုတ်ဒါနဲ့ပတ်သက်လို့ကျွန်တော်ဒီနေ့စကားလေးတစ်ခုပြောချင်တာပေါ့နော်မင်းအောင်လိုင်တရုတ်မှာသဘောတူညီမှု18ခုရင်းနှီးမြုပ်နှံမှု18ခုပေါ့နော်အဲ့ဒါရှာကြီးပြောတဲ့ဟာ18ခုကိုမင်းအောင်လိုင်လက်မှတ်ထိုးခဲ့တယ်ဟုတ်ပြီအဲ့ဒီ18ခုဒီကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေရဲ့သဘောထားလုံးဝမဟုတ်ပါတော်လိုင်းပြည်သူတွေရဲ့သဘောထားလုံးဝမဟုတ်ပါဒီ18ခုမှာပါဝင်ပတ်သက်သောပြည်သူပါဝင်ပတ်သက်သောဝန်ထမ်းပါဝင်ပတ်သက်သောတပ်ဖွဲ့သည်ကျွန်တော်တို့ရဲ့ရန်သူပဲဘာကြောင့်လဲဆိုတော့မတိပဲထိုးတဲ့ဟာလေ तू ကငါတို့တရုတ်ကိုသွားမယ်တိုင်မရမှာအခုဒါကျွန်တော်တို့အခုဒီစကားဝိုင်းပြောနေတာဆိုလို့ရှိရင်ကျွန်တော်တို့ဒါကင်မရာရိုက်တဲ့လူရှိတယ် edit လုပ်တဲ့လူရှိတယ်စကားပြောတဲ့ main speaker 2ယောက်ရှိတယ်ကျွန်တော်ဒီ channel မှာဒါလုပ်ကြမယ်ဆိုတဲ့ဟာကကျွန်တော် channel လူတွေဘိုးကျောင်းဆိုင်ရဲ့ဥဆောင်မှုလို့ပြောရရင်လွတ်လပ်ရေးမှာတော့သူ့ရဲ့ဥဆောင်မှုဟုတ်တယ်ဒီနောက်ဒီတော်လန်ရေးမှာဘိုးကျောင်းဆိုင်ရဲ့ဥဆောင်မှုလို့2021ဒေါ်လာရေးမှာဗိုလ်ချုပ်ဆိုင်ဥဆောင်မှုလို့ပြောရင်မဟုတ်တော့ဘူး။ဘာလဲဆိုဗိုလ်ချုပ်ကိုအတူယူရတာကျွန်တော်တို့ကဗိုလ်ချုပ်ဘလို့တော်လှန်ခဲ့လဲဘလို့စီးမြင့်တွေတွားလဲဘလို့စနစ်တွေတွားလဲဆိုတဲ့ဟာအဲ့ဒါကို2021ຫນွေဦးဒေါ်လာရေးကဗိုလ်ချုပ်ဆိုင်ရဲ့ဥဆောင်မှုနဲ့ဒီနေ့ဒီချိန်မှာဒီလိုအောင်မြင်မှုတွေရနေပါလို့ပြောရင်တော့ခင်ဗျာလွဲနေပြီ။အတူယူပြီးလောက်ရတာဟုတ်တယ်။ဒီအားပဲပေါ့နော်။ရေခဲချောင်းရောင်းတဲ့လူကတော့ရှေ့မှာရေခဲချောင်းရောင်းတဲ့လူတွေဘယ်လိုမျိုးရက်ွက်တွေကိုဘယ်လိုမျိုးသွားလဲရေခဲပုံးကိုဘယ်လိုမျိုးတိဆောက်လဲပြီးရင်သူဘယ်ဒိုင်ကနေယူလဲဘယ်လိုလုပ်လဲဆိုတဲ့ဟာကိုပဲကျွန်တော်တို့ကအတူယူရမှာလေသူဥဆောင်မှုနဲ့ရေခဲချောင်းလိုက်ရောက်မယ်ဆိုရင်တော့အဲ့ဒီရေခဲချောင်းရောင်းတဲ့လူရဲ့နောက်ကလိုက်မှသာလျှင်ဥဆောင်မှုလို့ပြောလို့ရတယ်အတူယူခြင်းနဲ့ဥဆောင်ခြင်းကိုဒီချိန်นี้မခွဲခြားတတ်ဘဲနဲ့နိုင်ငံအုပ်ချုပ်နေကြတဲ့ဒီမီလို့ဆောက်တလွဲဆိုတာကကျွန်တော်တို့ကလုံးဝတေချာနေပြီလို့ပြောချင်တာပေါ့နော်အဲ့တော့ဒါအဖွင့်ကနည်းနည်းလေးတော့ပြောမိသွားပြီပေါ့အဲ့တော့ဆရာကြီးနည်းနည်းထူးခြားသတင်းလေးပြောပါအောင်ဟုတ်ထူးခြားသတင်းကတော့ကျွန်တော်တို့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒါမြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့ရက်ကွက်အုပ်ချုပ်ရေးမှုကြေးရွာအုပ်ချုပ်ရေးမှုအစ်စ်ပြန်လဲရွေးချယ်တယ်ပေါ့နော်အဲ့ဒီပြန်လဲရွေးချယ်တဲ့အချိန်မှာပဲခုနစစ်သားစုဆောင်ပေးနိုင်တဲ့ရက်ကွက်အုပ်ချုပ်ရေးမှုကိုဒါရည်ရှင်းသတ်မှတ်တယ်ဆိုတဲ့ပုံစံမျိုးရည်ရှင်း
တမတ်ချက်ထက်ထားတာလဲသွားတွေ့ရတယ်ပေါ့လေ ပြောချင်တာဆိုလိုချင်တဲ့အဓိပ္ပာယ်ကတော့ဗျာမင်းစစ်သားပို့စုပေးနိုင်ရင်မင်းရက်ွက်အုပ်ချုပ်မှုပို့ပြီးတော့မှတက်တန်းပို့ပြီးကြာရှည်မယ်ပို့ပြီးတော့မှအလုပ်လုပ်ရမယ်ဆိုတော့ပုံမှန်တရံမျိုးပြောလာတာပေါ့အဲ့စစ်တပ်တင်မဟုတ်တော့ဘူးသူအယက်သားဟိုပါစစ်သားစုဆောင်းမှုကိုကောင်းကောင်းကြီး train နေပြီဒါအရန်ကြောက်ဖို့ကောင်းတယ်ဘာကြောင့်ကြောက်ဖို့ကောင်းလဲဆိုတော့ဟာသူများနိုင်ငံမှာလဲကွာပြည်သူစစ်မှုထမ်းဥပဒေကြီးပြဋ္ဌာန်းထားတာပဲ16နှစ်ပြည့်ရင်စစ်မှုမထမ်းမနေရဥပဒေကြီးပြဋ္ဌာန်းထားတာပဲသူများနိုင်ငံတိုးတက်နေတာမင်းတို့ကစစ်ဖြစ်နေတာသွားပြီးတော့မှဟာသူများထိုင်းနိုင်ငံလဲတာဝန်ထမ်းဆောင်ရတာပဲဟိုနိုင်ငံလဲတာဝန်ထမ်းဆောင်အမေရိကန်လဲတာဝန်ထမ်းဆောင်ရတယ်ဩစတြေးလျလဲတာဝန်ထမ်းဆောင်ရတာပဲသွားမကြည့်နဲ့အမေရိကန်တာဝန်ထမ်းဆောင်ရတာကအမေရိကန်နော်ဩစတြေးလျထိုင်းမြန်မာမတူဘူးအဲ့ဒါကိုသွားပြီးတော့မှဟာသူများကြီးလည်းတာဝန်ထမ်းဆောင်ရတာပဲငါတို့တာဝန်ထမ်းဆောင်ရတာဘာဖြစ်တုံးကွာဆိုတော့ကိစ္စကြီးကကျွန်တော်နိုင်ငံမှာလွဲမတကက်လွဲမနေတော့အကြောင်းတရားကြီးပဲဟုတ်လားဟာဟိုပါပေါ့နော်ဟိုဘိုးတို့ဒီပါရာထရူပါတွေတို့ဘာတို့ပေါ့နော်နေဗီစီးတွေတို့ဘာတို့လေမွားနေကျိုးနဲ့ဆင်းနေလှေကားနဲ့ဆင်းပြီးတော့မှကျွန်တော်နိုင်ငံစီးရေးပြမှာလောက်ကြရလေမင်းအွန်လိုင်းတို့လှေစပီးဘုတ်ကြီးပါထမ်းပြီးတော့မှစီးရေးပြဟိုတရားခံတွေကိုဝင်ပြီးတော့မှကယ်ထုတ်တာတွေဘာတွေလောက်ကြတယ်ပေါ့အဲ့ဒါစီးရေးပြပဲရှိရတကယ်မှလုံနိုင်လားသူတို့လုံနိုင်ရင်သူတို့ဖမ်းခံထားတဲ့တိုင်းမှုတွေတက်မှမှုတွေဗျူဟာမှုတွေသွားကယ်ထုတ်ပြီပေါ့မလုံနိုင်ဘူးအဲ့တော့ဟိုအမေရိကန်စစ်သားလို့မလုံနိုင်မဲနဲ့အမေရိကန်စစ်သားရဲ့လာတာကိုမမျှော်နဲ့ဆိုသလိုပဲအမေရိကန်လိုဒီမိုကရေစီမျိုးအမေရိကန်လိုစစ်မှုထမ်းဆောင်ခြင်းမျိုးမဟုတ်ဘဲနဲ့တရားမျှတမှုမျိုးမဟုတ်ဘဲနဲ့ငါတို့နိုင်ငံတာဝန်ထမ်းဆောင်ရတာကိုသွားပြီးတော့မှသူများလဲတာဝန်ထမ်းဆောင်ရတာပဲကွာလို့သွားပြီး level ညှိတာနဲ့လွဲနေပြီဟိုကနောက်ဆုံးမှဘာလို့ဖြစ်လဲဆိုတော့ဆရာကြီးဒီပါစာတွေကနော်ပါစာတွေကတက်စိတ်တိုက်စစ်တို့နော်ကျွန်တော်တို့ကဆိုလို့ရှိရင်ဒီဟိုဘယ်လိုပြောရမလဲဆိုတော့လူတူတယောက်ရဲ့ဒီလက်မောင်းမှာတက်တဲ့အရက်ပြီးရင်ဒီပခုံးမှာဒီလက်မောင်းအပေါ်မှာဗက်တစိတ်ရဲ့အပေါ်ဗက်တစိတ်ရဲ့အောက်နဲ့အပေါ်ကွာဝတာကိုဗက်တစိတ်ရဲ့အောက်မှာအရက်တွေရှိမယ်ဗက်တစိတ်ရဲ့အပေါ်မှာဒူးရကံမို့အရာကံမို့အပွင့်တွေရှိမယ်ပြီးရင်ပခုံးပေါ်ကိုရောက်သွားတဲ့ဒူးဘိုးကြီးဘာညာဆိုတဲ့သူ့ရဲ့ဟွာတွေရှိတယ်အဆင့်တတ်မှတ်ချက်တွေရှိရဟာမှာတယောက်ပါစာတယောက်ဆိုလို့ရှိရင်မိလာတဲ့ချိန်မှာကျွန်တော်ကိုလှမ်းပြီးတော့မှတက်ဖွဲ့တွေကဗီဒီယိုကောလှမ်းခေါ်တယ်ခေါ်ပြီးတော့မှဒီကောင်းနဲ့ကျွန်တော်မေးတာတွေဘာပြောမှလည်းမသိဘူးတဲ့အဲ့ဒါဘုံမေးပေးပါအောင်နဲ့ဆိုကျွန်တော်ဗီဒီယိုကောနဲ့တခါမေးလိုက်တာမေးတော့မင်းဒုတိယတရင်မှုနာမည်ဘယ်သူလဲဆိုတော့မပြောတတ်ဘူးဒုတိယတရင်မှုဆိုတာဘာမှမသိဘူးနော်ဘာမှမသိအဲ့တော့ဟိုဘာလဲမင်းတို့ဘယ်စစ်ကြောင်းလဲလို့ကျွန်တော်မေးလိုက်စစ်ကြောင်းနှိမ့်တဲ့စစ်ကြောင်းနှိမ့်ဆိုရင်တော့မင်းတို့စစ်ကြောင်းမှာအကြီးဆုံးကတော့ဒါဒုတိယတရင်မှုသို့မဟုတ်ဘုံမှုတယောက်ဖြစ်လိမ့်မယ်သူပခုံးကအပွင့်ကိုမင်းဟိုဖြစ်လာဆိုတိရဲတဲ့ဘလို့ပုံစံလဲပြောပြဆိုနှစ်ပွင့်နဲ့မင်းသူကပခုံးမှာနှစ်ခုတွေးတာကိုသူကနှစ်ပွင့်လို့ထင်တာဒုဘုံမူမှမသိဘုံမူမှမသိမနေ့ကသူကဒီတပြေခက်လေးနဲ့အပွင့်ကြီးတစ်ပွင့်နဲ့ဘုံမူအပွင့်ကိုသူကဘာလို့ထင်သွားလဲဆိုရိုးရိုးအပွင့်နှစ်ပွင့်လို့ထင်တာသူကပခုံးပေါ်မှာနှစ်ပွင့်ရှိတယ်အဲ့ဒါကျွန်တော်တို့ကအမြဲတမ်းပြောတယ်ဟိုကတက်ခိုင်ပြောလို့ပေါ့ဟိုဘာ no you are product တို့ဘာလို့ဆိုသလိုပဲကျွန်တော်တို့ကလည်းပြောရမယ်ဆို no you are man ကိုလူကြောင့်ကိုမသိဘဲနဲ့ no you are enemy ဆိုရဲရန်သူကြောင့်မင်းသိတယ်အကြောင်းကိုမရှိဘာကြောင့်လဲဆိုပါစာတွေကဒါကတရင်မူလားဒါဒုတရင်မူလားဒါဌာနချုပ်တခွဲမူလားဒါတခွဲမူပုံမူလားဒါတက်စုမူလားဒါတက်စိတ်မူလားဒါတက်စုတက်ကြက်ကြီးလားဆိုတော့သူတို့လုံးဝမသိအဲ့ဒါသူကျွန်တော်တို့တထဲစဝင်ကြတဲ့မှာဒီအဆင့်တတ်မှတ်ချက်နဲ့ဒါအဆင့်အခေါ်ပေါ့နော်ပုံမူဆိုရင်ပုံမူဒုပုံမူကြီးဆိုရင်ပုံမူကြီးခေါ်ရတယ်ပုံမူကြီးဆိုရင်လည်းပုံမူကြီးခေါ်ရတယ်ဒါအဆင့်စိတ်တွေနဲ့ပတ်သက်ပြီးတော့စပြီးတော့ basic training မှာစတင်ပေးတာပေါ့နော်ဒုတက်ကြက်ကြီး
အောက်ခွဲတက်ချက်ကြီးရဒုရခံဖို့ရခံဖို့ဒီလိုပဲ officer ဆိုလဲဟိုဒုဘူကနေယူစပြီးတော့မှအဲ့လိုမျိုးဟိုယာတုတစိတ်တွေနဲ့ဟိုတင်ပေးတာပေါ့နော်အခုချိန်ကတော့ပါစဆိုတော့ဘုံကအခုလက်ရှိကကျွန်တော်အထင်တော့ဒီလိုတင်ပေးရမယ်အချိန်ကိုမလုံလောက်တော့လို့သူတို့မှခုနလိုလက်နဲ့ငယ်စေးပြတော့ကောင်းကောင်းမွန်မွန်တင်နှမဆင်းပေးရပဲနဲ့ရှေ့တန်းကိုအတင်းလွတ်တာမျိုးပေါ့နော်အခုဒါဒီရက်ကွက်အုပ်ချုပ်ရေးမှုရွေးချယ်ပွဲမှာလည်းကျွန်တော်တို့ PDF နောက်တစ်ခုက CDN နောက် NLD နဲ့ပတ်သက်တဲ့လူမှန်သမျှဒါရက်ကွက်အုပ်ချုပ်ရေးမှုဟိုမခံဘူးဆိုတဲ့ပုံစံမျိုးပေါ့တကယ်တမ်းရက်ကွက်အုပ်ချုပ်ရေးမှုခံရမယ်လူတွေထဲမှာခုနလိုပြူစောထီတို့ကြက်ခိုင်ရေးတို့ပြည်သူစစ်တို့အဲ့လိုလူမျိုးတာတော်တော်များများအုပ်ချုပ်ရေးမှုဖြစ်နေတယ်ဆိုတဲ့အကြောင်းလည်းတွေ့ရတယ်ပေါ့နော်ဟိုတချို့တလေရထိုင်းကဘာလုပ်လဲအရင်ဆုံးကြည့်ကြည့်ထိုင်းကဒီရက်ကွက်မှာဆက်ရှင်နေပြည့်တဲ့လူ900ရှိရင်အဲ့900ကိုမဲထိုင်းမဲ့နေမှာခမ်းမကြီးတွေခေါ်လိုက်တာလာစစ်သားတွေကိုယ်တိုင်လာပြီးတော့မဲဘုံကြီးကင်ပြီးတော့မှမင်းငါတို့ဒီရက်ကွက်ကအယောက်30ခေါ်မယ်30ပဲပေါင်မဲပါမယ်480ကဗလာနိုင်လွတ်ပြီလားလွတ်တဲ့လူပြန်30တဲ့ပါပြီလားပါရင်နေကြဦးဘယ်နေ့ပဲချိန်မှာတင်တန်းကြောင်းဘယ်လိုလာရမယ်ဘယ်လိုချိတ်ဆက်ရမယ်သူတို့ရဲ့အယောက်30ရဲ့နာမည်တွေအဖေမေနာမည်တွေဘာညာနေရလိပ်စာတွေကျွန်တော်တို့ကမှတ်ပုံတင်တယ်တင်ပြီးတော့မှဒီ30ကတခါတည်းဟိုဘယ်လိုပြောမလဲစင့်ခေါ်တဲ့အထဲမှာပါပြီပေါ့နော်ကျွန်တော်နိုင်ငံအဲ့လိုမဲနိုင်ခိုင်းတာဘူးမှမရှိရက်ကွက်အုပ်ချုပ်ရေးမှုကစာထုတ်လိုက်တယ်ဆိုအုပ်ချုပ်ရေးမှုရဲ့လက်ထဲမှာလူငယ်တွေရဲ့အသက်ကရှိနေပြီဟုတ်မဲစနစ်နဲ့မဟုတ်ဘူးနော်အုပ်ချုပ်ရေးမှုရဲ့လက်ထဲမှာဟာဆောက်မိကဆရာကြီးနဲ့ကျွန်တော်လည်းမတည့်ဘူးဆိုတော့ကျွန်တော်အုပ်ချုပ်ရေးမှုဆိုဆရာကြီးသားညောင်းဖို့သာကြံတာပါဖို့သာပြင်တာပေါ့ပါဖို့သာပြင်ထားဆိုတဲ့အနေအထားမျိုးဖြစ်နေတာပေါ့ဟုတ်အဲ့တော့နောက်ထပ်သတင်းလေးတစ်ခုဆက်သွားအောင်ဟုတ်နောက်သတင်းတစ်ခုကတော့ကျွန်တော်တို့မကွေးတိုင်းပေါ့နော်တောင်တွင်းမြို့နယ်ကျွန်တော်တို့ဝင်းကျုပ်ဟိုပါပေါ့လမ်းကြောင်းပေါ့ဝင်းကျုပ်လမ်းကြောင်းကိုကြိုဆိုဖို့ဆိုပြီးတော့ထွက်လာတဲ့စစ်ကောင်စီစစ်ကားနှစ်စီးကိုတော်လိုင်းတပ်ဖွဲ့တွေကနေမှကြားဖြတ်တိုက်ခိုက်တဲ့အချိန်မှာဒါတပ်မ88လက်အောက်ခံဘိုးကြီးကျွန်တော်တို့စောတန်းထွန်းပေါ့နော်စောတန်းထွန်းနဲ့ဘိုး2ဦးအပါဝင်5ဦးတည်သွားတယ်ဆိုတဲ့အကြောင်းလည်းသိရတယ်ပေါ့ဟုတ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ဟိုသွားပြီးတော့မှနိုင်ငံတကာလောတွေတောင်ကျွန်တော်သွားမေးတယ်သွားမေးတော့သူဒီနိုင်ငံရဲ့ပြည်သူလူရွေးချယ်တင်မြှောက်ထားတဲ့သူတို့ကပြည်သူရွေးချယ်တင်မြှောက်ထားတယ်လို့ပြောတာဟုတ်ပြည်သူလူရွေးချယ်တင်မြှောက်ထားတဲ့အစိုးရတာဝန်ရှိတဲ့လူတွေကိုဘယ်သူကလုံခြုံရေးလောက်ရမှာလဲလို့ကျွန်တော်သွားမေးတယ်သွားမေးတော့ကျွန်တော်ပြန်ဖြေတာပါတယ်ဆို special force ရဲရပဲလုံခြုံရေးလောက်ရမှာစစ်တပ်ကလုံခြုံရေးလောက်ချင်မလို့စစ်တပ်ကဘလို့အချိန်တွေမှာလုံခြုံရေးလောက်ဆိုနိုင်ငံနဲ့ပတ်သက်အင်မတန်အရေးကြီးလာတဲ့အချိန်မျိုးတနိုင်ငံလုံးကိုစေအုပ်ချုပ်ရေးကြီးညာထားတဲ့အချိန်တွေမျိုးကြမှာသူကစစ်တပ်ကကောင်ဝင်ပြီးတော့မှလုံခြုံရေးဝင်လုပ်ပေးရသူပြည်ထဲရေးရပဲလုံခြုံရေးလောက်ရမှာချက်ကာကွယ်ရေးနဲ့ပြည်ထဲရေးနဲ့ကလမ်းတလမ်းစီကာကွယ်ရေးလို့ပြောကြတဲ့ကာကွယ်ရေးတာဝန်ပဲထမ်းဆောင်ရမှာဟုတ်တယ်ဘာလို့တိုင်းတစ်ပါးရန်ဒီကိစ္စပဲတာဝန်ထမ်းဆောင်မှာကိုကမဟုတ်ဘူးသွားစစ်တပ်ကအကုန်ပါနော်ဟိုဗာလဲကျွန်တော်တို့ရေကြီးရင်လည်းဖင်ရပြီးရောက်သွားတယ်ကြောပါဖင်ရပြီးရောက်သွားတယ်နော်ရောက်သွားတယ်မီးလောင်ရင်လည်းရောက်တယ်လေပြင်းမုန်တိုင်းလည်းရောက်တယ်နော်စေးပြနာကသူကတမနာရဲ့အဓိကကိုရံတော်ရဲ့လုံခြုံရေးတာဝန်ကားတဲ့ရဲသုံးဖို့အထူးလုံခြုံရေးဖွဲ့ယူတာများပြီးစစ်တပ်ကပုံမှန်အဖြစ်မယူပါဘူးတဲ့မှန်လည်းခုနဗမှုရှိမှပြောခဲ့တဲ့ခုနနေရာတိုင်းမှာပါတယ်ပေါ့နော်ပြည်သူလူထုအကျိုးပြုဆိုတဲ့ပုံစံမျိုးစစ်တပ်မှာလည်းသူကဟိုကျင့်ဝတ်တွေထဲမှာရေးထားတာတော့တွေ့ရတာပေါ့ဒါစစ်တိုက်ရန်မရှိပါကပြည်သူလူထုအကျိုးပြုလုပ်ငန်းများလှုပ်ဆောင်ရမည်ဆိုပြီးတော့တကယ်တမ်းကျတော့ဒါတွေကပြည်သူလူထုအကျိုးပြုလို့တာပြောတာသူကဟန်ပြတပ်ပုံရိုက်တဲ့ for sure ပေါ့နော်အဲ့ဒါတွေကြောင့်ပြည်သူလူထုကတိတယ်ဒါတွေက for sure တွေပါကွာ for sure တွေလာလုံနေတဲ့အတွက်ကြောင့်အဲ့ဒီမှာဟိုပြည်သူလူထုကလည်းတိတာပေါ့တိတဲ့အခါကျတော့မနဲ့မျိုးတော့နေရာတကာမှာစစ်တပ်ကပါနေတယ်ဆိုတဲ့အခါကျတော့ဟိုစောက်မြန်ကတ်လာတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းခုနကျွန်တော်တို့ဒီနေရာတကာမှာစစ်တပ်ကပါတော့
စစ်တပ်နဲ့ရဲနဲ့တဟဇာတာမှာဖြစ်တဲ့နောက်တတိယသတင်းပေါ့နော်သတင်းကတော့ခုနကျွန်တော်တို့တောင်မျိုးနယ်တွင်းထဲမှာပဲခုနစစ်တပ်ကနေမှအသွင်ပြောင်းလာတဲ့ရဲအရာရှိကိုမှရဲတက်ကြက်ကြီးကနေမှရသား2ယောက်နဲ့ပေါင်းပြီးတော့ဝိုင်းပြီးတက်ဖြတ်တာပေါ့နော်အဲ့ဒါခုနပေါက်ဆွန်းတွေပေါက်တူးတွေနဲ့ခုတ်ပြီးတော့တက်ဖြတ်တာကြည့်လို့တော့မကောင်းဘူးဆိုတော့သတင်းမျိုးလဲတော့တွေ့ရတာပေါ့ဟုတ်အဲ့တော့ဒါပါလဲဆိုတော့မိုးကြရွှေကိုကဏ္ဍမိုးကြရွှေကိုကဏ္ဍကကျွန်တော်တို့နိုင်ငံမှာတော်တော်ရိုက်ခတ်တယ်ကျွန်တော်တို့တောင်အမြင်ကတ်ခဲ့တယ်ဘယ်လိုမြင်ကတ်ခဲ့လဲဆိုအဲ့မိုးကြရွှေကိုအမြင်ကတ်တာမဟုတ်ဘူးကိုယ်စစ်တပ်ထဲမှာနေတဲ့အချိန်မှာဒီအန်နနီဆိုးကလက်ထက်လဲကြရောဘတ်စကားပေါ်မှာဇလန်ရိုက်ကြဘတ်စကားပေါ်မှာတယောက်နဲ့တယောက်စကားတွေပြောကြနော်ထွန်းအိမ်တထွားဘိုးတို့ဟုတ်လားနော်ဒါအခုလက်ရှိဒါနိုင်ငံခြားရောက်သွားပြီတဲ့ကိုလင်းနဲ့ချစ်သူဝေပေါ့နော်ပြီးရင်ဒါပြောရမယ်ဆိုရင်လေးစားရလားမလေးစားရလားကျွန်တော်လည်းမခွဲခြားတတ်တော့ဘူးလူမင်းတို့ဥလူမင်းခေါ်ရမလားလူမင်းခေါ်ရမလားတော့မသိဘူးပေါ့နော်ကျွန်တော်ကမာနရှိတဲ့ဟုတ်ပါဘူးကျွန်တော်ယောက်ျားရှိတဲ့မာနတယောက်ဆိုတဲ့အခြေအနေမျိုးပေါ့သူကစကားကိုအစကတည်းကပြောင်းပြန်ပြောပြီးအခုတော့အတက်လုံနေလားမလုံလားတော့ကျွန်တော်လည်းမသိတော့ဘူးဘာဖြစ်လို့လဲဆိုတော့တချို့ကတော့ဒီလူမင်းကိုတော်လိုင်းမှာပါလို့တချို့ကလည်းလက်ခံထားတယ်တချို့ကလည်းလက်မခံတော့ဘူးကျွန်တော်တို့ကသူတို့နဲ့ဘာမှဆက်မရှိတော့ဘာမှမသိတော့ဘာပြောလို့ပြောမှန်းမသိတော့ထားလိုက်ပေါ့သူတို့တွေတို့ပြီးရင်ကျွန်တော်ချစ်တော်ဖေနှုံးကြီးဆိုတဲ့ဒါနေမျိုးအောင်ပေါ့နော်အရွတ်တုံးကြီးဆိုတဲ့နေမျိုးအောင်ကြော်ကားပြန်ပြီးတော့မှဒါပြက်လုံးထုတ်ထတာပေါ့နော်နေမျိုးအောင်တို့တွေရိုက်ထားတဲ့ဇလန်းမှာနားထောင်ကြည့်တဲ့အခါမှာနိုင်ငံရဲ့တကယ်ဖြစ်ပျက်နေမှုတွေကိုတိတိကျကျတရုပ်ဖော်သွားတာနော်မိုးကြရွှေကိုတွေမကြိုက်ဘူးပေါ့နော်မိုးကြရွှေကိုတွေဒီအန်နနီဆိုရလက်ထက်မှာမိုးကြရွှေကိုတွေမရှိတော့တဲ့အချိန်မှာဝန်ထမ်းတွေကသူဝန်ထမ်းအလုပ်ပဲလုပ်ရတယ်သူဝန်ထမ်းစီးမင်းနဲ့ပဲနေရတော့တယ်ပြီးရင်သူတို့မိုးကြရွှေကိုတွေလာမအုပ်ချုပ်တဲ့အခါကျတော့ဘယ်လောက်ထိအောင်တော့ဝန်ထမ်းတွေကဒီအစိုးရပေါ်မှာဘယ်လောက်ထိချစ်နေပြီလဲဆိုတဲ့ဟာကဒါနေမျိုးအောင်ပါဇက်ကြီးနဲ့ပြောခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်ကတွေးကြည့်ရတဲ့နေမျိုးအောင်အဲ့ချိန်တုန်းကဒီဇာတ်ကားကိုရိုက်တာကဘယ်လိုပြောမလဲဆိုတော့သူ့ကိုတနတ်နဲ့နှထင်တိတ်ပြီးတော့ရိုက်ခိုင်းတာလားဆိုတော့လေမဟုတ်ပြန်ဘူးဘာအန်နဒီဆိုကလက်ထဲမှာတနတ်မှမရှိတာမင်းအောင်လိုက်လက်ထဲမှာပဲတနတ်ရှိရလေအန်နဒီဆိုကဘယ်လွတ်အနီလေးကြီးပဲ profile တွေအမှုပညာရှင်တွေလိုက်ကြည့်လိုက်အနီလေးကြီးပဲပြီးတော့ပြေးလိုက်ရင်လည်းသူတို့ကအရင်ဆုံးပြေးကုန်ကြတာတတိယနိုင်ငံရောက်သွားတာလဲသူတို့ပဲလားထားလိုက်ပါတော့အဲ့တော့ဟိုတနေ့ကအဲ့ဒါကြောင့်ဒါအခုကျွန်တော်ပြောချင်တာစစ်တပ်အသွင်ပြောင်းနေကိုဘယ်သူမှလက်မခံကြဘူးဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်ဒါကြောင့်မလို့စစ်တပ်အသွင်ပြောင်းကိုဟိုဖြစ်တယ်အဲ့တော့ဟိုနေ့ကကိုပိုးလေးနဲ့ကျွန်တော်နဲ့ပြောပြတဲ့အထဲထဲမှာကျွန်တော်ပြန်ပြီးမှတ်ရမိတဲ့စကားလေးရှိတယ်ဒါအိမ်ရှိနဲ့အိမ်နောက်ဖေးကိုခေါက်ပြန်လမ်းလျှောက်ဘူးတဲ့လူတွေကအဆုံးထိသွားမယ်လို့ပြောတဲ့စကားကိုကျွန်တော်တို့ယုံခဲ့တာပြည်သူနဲ့အတူရှိမှာပါနော်ကျွန်တော်တို့ကပြည်သူအားပေးလို့ဒီနေ့အမှုပညာရှင်ဆိုတာကျွန်တော်တို့ကပြည်သူကျွေးတဲ့ထမင်းကိုစားနေတာပြည်သူသွားလို့ကတော့ကျွန်တော်တို့သွားပြီးသားဆိုတဲ့ဟာဒါပေမဲ့ပြည်သူလည်းသွားသူကအိတ်ကြံခဲ့ရောအိတ်ကြံပြီးတော့ဟို line ပေါ်မှာဖြစ်နေတဲ့ဒီဟို problem တွေလည်းအများကြီးပဲပေါ့နော်တကယ်အခုလက်ရှိထဲဝင်ဒါထောက်ဖို့လုံနေတဲ့လူတွေကိုပေါ်မှာကြော့တော့ဝေဖန်တာမျိုးအခုပြည်တွင်းမှာစစ်တပ်နဲ့သွားပြီးတော့ခုနပွဲတကာပြန်တက်နေတဲ့လူပညာရှင်တွေကိုတော့အာမင်းတို့ကနီးရဒါတော့ကြောက်ရမှာပေါ့နားလည်မှုပေးလိုက်ပါဆိုတော့ကျွန်တော်တို့ကဘာလို့ရမှမသိဘူးအခုလက်ရှိထောက်ဖို့လုံနေတဲ့လူကျတော့ရန်ငါပြက်ရမယ်တို့ပြို့ရမယ်လို့ပြောပြီးတော့မှဟုတ်လားမပြည်တွင်းထဲမှာတကယ်ဟိုစစ်တပ်နဲ့အခုလက်ရှိမှာပလဲနံပါတ်တင်ပြီးတော့မှပွဲတကာတက်ပြီးတော့လုံတဲ့လူတွေကျတော့နားလည်မှုပေးလိုက်ပါဆိုတော့တော်တော်ချုပ်တယ်လို့ပြောရမှာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘုရားအခုဒီဖြစ်စဉ်ဆိုတာလဲခုနရဲဒီအသွင်ပြောင်းကလည်းဟိုပါပေါ့စစ်သားတက်ချက်အစ်ကနေမှပြောင်းလိုက်တဲ့အခါကျတော့ရာရှိဖြစ်တာပေါ့နော်ဟိုခုတ်တက်လိုက်တဲ့ဥစ္စာကတော့ဟိုရဲတက်ချက်ကြီးမင်းဆိုတက်ချက်ကြီးရဲမှာတက်ချက်ကြီးအစင်ဆိုတာတော်တော်ရဲ
ရဲတက်ကိုရဲတက်ကိုရဲလုပ်ငန်းစဉ်တွေရောပေါ့နော်ဟုတ်တော်တော်ကျွမ်းကျင်တဲ့လူမျိုးမှာဟိုစစ်တပ်က2ရက်နဲ့ကောင်အရာရှိလာလောက်တဲ့ခါကျတော့ရဲရေးရမှာမကျွမ်းကျင်မဲနဲ့ဆရာလုံးနေတဲ့ခါကျတော့ဒါရဲကလည်းတင်းပြီးတော့လောက်လိုက်တယ်လို့တော့ကျွန်တော်တို့ထင်တာပါလေဟုတ်အဲ့မှာကျွန်တော်တို့ဒါဟို DSC 45ပေါ့နော်ဟုတ် DSC 45နောက်ဆုံးကျွန်တော်တို့ကတင်တန်းစင်းကနီးပြီဆိုရင်ကျွန်တော်တို့အောင်စစ်တီတိုက်စစ်ဆိုတာတိုက်ရအောင်စစ်တီတိုက်စစ်ဆိုတာသူကလက်နဲ့ကြည်စစ်ကြည်မှန်နဲ့ပြစ်ခတ်တယ်ပြစ်ခတ်ပြီးတော့မှကျွန်တော်တို့ကဒီစခန်းကုန်းကြီးတကုန်းကိုအဲ့နောက်ဆုံးနှစ်ပိုလောင်းတွေကတက်ပြီးတော့မှတိန်းတာပေါ့နော်လက်နဲ့ကြီးပြစ်ကူပေးတာရယ်တက်ခရူကရွေ့တာရယ်ဟန်ချက်ညီသွားတဲ့ဟာကိုသူကကြောင်းအုပ်ကြီးတို့ဘာတို့တွေကလာပြီးတော့မှဒီဟိုရှုရက်တဲကနေလှမ်းပြီးတော့မှကြည့်ရအောင်ကြည့်ရချိန်မှာကျွန်တော်တို့ပထမနှစ်တွေကလည်းသွားပြီးတော့မှထိုင်ပြီးတော့ကြည့်ရတယ်အဲရှုရက်ခုံးကနေပြီးတော့မှသူတိုက်နေတဲ့ဟာကိုမြင်ရတယ်ပေါ့ဆရာကြီးကမြင်ရတော့တိုက်ကြအောင်တိုက်တော့နောက်ဆုံးဒီဂုံးမော်ရောက်ခါနီးမှာဘာဖြစ်လဲမသိအကုန်လုံးကပြုတ်ပြတာတွေဖြစ်ပြီးတော့မှဟာအဲ့အရာရှိတွေကလည်းဟာစူးညံ့ညံ့ဟိုပွဲလောတွေရိုက်ပြီးတော့မှအဲ့တုန်းကဘယ်သူတွေလဲဆိုတော့အရင်ကကျွန်တော်တို့ဒါတမ္ဍယုံဝင်ကြီးလားဗာလဲမသိလောက်သွားတယ်ပုံတန်ရှင်းဆိုတဲ့ဒုတိယဘုံမူကြီးတန်ရှင်းပြီးရင်ဒုတိယဘုံမူကြီးတန်ရှင်းဒုတိယဘုံမူကြီးအောင်နိုင်ပြီးရင်နောက်တစ်ယောက်ရှိသေးတယ်3ယောက်ပေါ့နော်သူတို့ဘိုလောင်းတရဲမှု3ယောက်သူတို့တွေကပြုတ်ပြတာတွေဖြစ်ပြီးမှာကျောင်းကြီးနောက်သွားပြီးကပ်ပြီးပြောလိုက်ဟိုလိုဖြစ်လိုက်ဒီလိုဖြစ်လိုက်ဖြစ်ပြီးသွားတော့မှလူနာကိုတည်လာကြတာလူနာ2ယောက်တည်လာ3ယောက်တည်လာ3ယောက်တည်လာတွေ့လိုက်တွေ့တော့ဒီကျွန်တော်တို့အနားမှာဒီလိုဘိုလောင်းတွေကျွန်တော်ပထမနှစ်တွေတန်းစီပြီးထိုင်နေတဲ့ဘေးနားမှာမာစတာဂျစ်ကအဲ့တော့မာစတာဂျစ်တွေကိုတန်ရင်မှုတွေစီးတာမာစတာဂျစ်ပေါ်လူနာတင်းနေတဲ့အချိန်မှာကျွန်တော်ကလှည့်ကြည့်တော့ဖတ်တီယာတွေမကြည့်ဘူးသူကဖတ်တီယာခေါင်းငုံထားဆိုရင်ကျွန်တော်တို့ကတစ်သက်လုံးဘယ်မှကြည့်ခွင့်မရတော့ခေါင်းငုံဆိုရင်ဒီတိုင်းပဲနေတာဒီလိုလေးလှန်ဖို့မစင်စားနဲ့လှန်လိုက်တာနဲ့ဝင်ပြီးတော့တမမဲ့လူကအများကြီးပဲဖတ်တီယာတွေခေါင်းငုံထားတော့ခေါင်းငုံထားသူတို့ကသူကားကြီးပိုင်ထွက်သွားဝူးဝေါနဲ့ပြီးတော့တန်းဖြုတ်ကြမယ်ဆိုကျွန်တော်တို့တွေကိုအဆောင်တွေပြန်ခိုင်းလိုက်ပြီးမှဗာသိရလဲဆိုတော့အဲ့လိုအောက်ကနေပြီးတော့တက်တိုင်နေတဲ့ခရူကဒီလက်နဲ့ကြီးကဂုံးမော်ပြစ်တာပြစ်နေတဲ့အချိန်မှာဒီလိုဂုံးမော်ပြင်းရနေအောက်ခံကုန်းကမြေပြော့တဲ့ခါကျတော့ပတ်ဆိုလွဲသွားပြီးတော့မှတက်ဖွဲ့ဘက်ကိုကြာတာပေါ့လက်နဲ့ကြီးကသွားတော့ဒီပြစ်တဲ့ဆရာကြီးကလက်နဲ့ကြီးလွဲသွားပြီဆိုတော့ तू ကတိတယ်တိတော့အိုင်ကွန်နဲ့လှမ်းပြောလိုက်တယ်လွဲသွားပြီဘူလောင်းတွေဘက်ကိုသွားနေပြီဘူလောင်းတွေတတိထားပါတော့ဆိုတဲ့ချိန်မှာဘူလောင်း2ယောက်ကအဲ့ထိတဲ့2ယောက်ကခေါင်းထောင်ကြည့်လို့ခေါင်းထောင်ကြည့်တဲ့အချိန်မှာနီးပြဘူကြီးကကျွန်တော်စိတ်နေ DSC 39လား40လားမသိဘူးအဲ့ပတ်ဝန်းကျင်ကအဲ့ပို့သားထားတဲ့ဟုတ်တယ်ဘဝတွေလေအဲ့နောက်ဆုံးမှ तू ကဒီလိုအမှုဟိုဟာရာဇသက်ကြီးပုံမှန်စာအုပ်တွေဘာတွေအုံချင်းဆိုပြီးတော့မှပြစ်ချပြီးတော့မှခုမှရောက်လာပြီဘလို့တိမှာတော့20ကျော်တင်သားစစ်ပညာလေးအမှုနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီရာဇသက်ကြီးပုံမှန်တွေတို့ဘာလို့ဆိုတဲ့ဟာကတခါမှဘိုးတော်မှတခါမှမတင်တာဘူးမတင်မဲနဲ့ဟိုလက်နဲ့ကြီးလွဲပြီးတော့ပြစ်လို့သူတို့ထိသွားတဲ့အချိန်မှာသူတို့ကပြည်ထဲကြီးကိုတန်းရောက်သွားပြီဟာနှစ်ယောက်လုံးရဲသုံးဝင်ဖြစ်သွားတယ်အဲ့လိုတွေပြဿနာတက်ခဲ့တယ်ဆိုတဲ့ဟာကိုပြောပြတာပေါ့နော်အဲ့တော့မိုးကြရှိကိုပြဿနာဒီဟာတော်တော်လေးရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီစစ်တပ်အသွင်ပြောင်းကိုဝိုင်းပြီးတော့မှထိုးတာကြိတ်တာရိုက်တာနှက်တာနဲတော့နဲသေးတယ်လို့ဘာလို့ဆိုတော့ तू ကဟိုမင်းအွန်လိုင်းတို့ရဲ့အကျဉ်းစရိုက်ကအဲ့ဒါစစ်ဘိုကအကုန်တက်တယ်လို့ထင်တာစစ်ဘိုဖြစ်သွားရင်စကြဝဠာမင်းဖြစ်ပြီးနေအတူတူပဲညာမင်းထရန်လဲကာတတ်မယ်ဟိအောင်ရေမြောင်းလဲတူးတတ်မယ်ညာမင်းရက်ွက်အုပ်ချုပ်မှုလုပ်မလားလုပ်တတ်ရမယ်မြို့နယ်အုပ်ချုပ်မှုလုပ်မလားလုပ်တတ်ရမယ်မင်းတမတာဖြုံးမလားလုပ်တတ်ရမယ်ဆိုတော့ပုံစံမျိုးသူတို့ကဟိုဖြစ်တာဒါပေမဲ့တကယ်သွားတဲ့ line ကကာကွယ်ရေး line ရန်သွားတာနိုင်ငံရေးနဲ့တခြားစီဘယ်မှာလဲပုံမှာတွေ2008တောင်အခုနိုင်ငံအုပ်ချုပ်နေတဲ့ဆိုတဲ့ကောင်တွေ2008တောင်အစနေအစုံဒီဖတ်ဖူးလားလို့ကျွန်တော်မင်းသူတို့ဖင်ခေါင်နာအောင်မသိလားအဲ့တော့ပြောချင်တာကတော့
ဒီမိုးကြရှိကိုဇလန်ကလည်းစစ်တပ်နဲ့ရပ်ဖက်တွေနဲ့ကတော့တော်တော်ပြဿနာဆိုးပါတယ်ဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်အဲ့တော့နောက်ဆုံးညီကုန်းချုပ်ချင်တာကတော့ဒီစစ်တပ်ကလိုအပ်ချက်ကြောင့်ပါစာတွေအတင်းခေါ်တဲ့ချိန်မှာပါဝင်နေသောအတင်းစုဆောင်းပေးသောအုပ်ချုပ်ရေးမှုတွေကကျွန်တော်တို့ကပြောရမှာဆိုတက်ကိုတက်ပြစ်တယ်နော် စစ်တောက်တိုင်းနေပေါ့ ထောက်တိုင်နေ ဟုတ် ဒီကောင်တွေကိုလုံးမှာနောက်အုပ်ချုပ်ရေးမှုထပ်မလို့ရမှာနောက်အုပ်ချုပ်ရေးမှုအစ်စ်လုံးမဲ့ကောင်မရှိမှပါစာတွေကိုမဆွဲတော့မှာပါစာတွေကိုမဆွဲတော့မှာပါစာတွေစစ်တပ်တဲ့မရောက်မှာပါစာတွေစစ်တပ်တဲ့မရောက်မှာကျွန်တော်တို့ကစစ်တပ်အေးအားမကြီးထွားမှာစစ်တပ်အေးအားမကြီးထွားမှာကျွန်တော်တို့ကစစ်တပ်ကိုစစ်အနိုင်တိုက်ရေးကိုဖိပြီးတိုက်လို့ရမှာအဲ့တော့တွားပြီးတော့ white ပြီးစဉ်းစားကြည့်လို့ရှိရင်နောက်ဆုံးအခြေခံကဘာလဲဆိုတော့စစ်သားရအောင်စုဆောင်းပေးနေတော့ကောင်ဒီတော်လှန်ရေးကိုဖျက်ဆီးနေတော့ကောင်ပဲ ဟုတ်တယ် အမင်းကျွန်တော်ကအုပ်ချုပ်ရေးမှုရက်ွက်ပဲအုပ်ချုပ်တာတားနဲ့မဆိုင်ဘူးသမီးနဲ့မဆိုင်ဘူးလာမပြောနဲ့မင်းစစ်တပ်ကိုလူသစ်စုပေးနေခြင်းအင်အားတိုးပွားအောင်လှုပ်ရှင်ပဲအင်အားတိုးပွားအောင်လှုပ်ရှင်ကတော်လှန်ရေးကိုနှောင့်နှေးကြံ့ကြံ့အောင်လှုပ်ရှင်ပဲ